Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ KMU TMP ရဲ့ EC orientation ကိုသားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူတူလိုက်ခဲ့ပေးပါအောင်ဗျEC orientation ဆိုတော့ကျွန်တော်တို့တွေ ECE department အောက်ပေါ့နော် Electrical and Computer Engineering Department Building 81အောက်မှာလုပ်မှာဖြစ်ပါတယ်ဒီမှာဆိုတော့လူတွေတော်တော်စုံနေပြီပေါ့နော်ဒီနေ့ပွဲလေးကအဓိကအဖြစ်ရတော့ Junior တွေပေါ့နော်တယောက်နဲ့တယောက်ရင်းနှီးတော့တငယ်ချင်းတစ်တည်းရအောင်ရွေပြီးတော့ game တွေမျိုးဆော်ရတာပေါ့ဒီမှာဆိုလို့ရှိရင်လည်းမျက်လုံးကိုစီးပြီးတော့ပေါ့နော်ရေတံပူလေးတွေအလုံးမျိုးလိုက်ပြီးတော့ရှာရတဲ့ game လေးပေါ့နော်တော်တော်ပြောစရာကောင်းတဲ့ပုံလေးပြဒီမှာဆိုရင်လည်းဒီ parcel game ဆော်ရတာပေါ့နော်လူတွေဝိုင်းပြီးတော့ parcel game ဆော်ရတယ်parcel ကြားတဲ့သူတွေအလဲမှာထွက်ပြီးတော့အဲ့လိုမျိုးကရတာပေါ့မသိလို့ရှိရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟိုမှာ dance battle လုပ်နေကြတယ်လို့ပဲပေါ့နော်ဟိုဘက်မှာလည်းကနေတဲ့နှစ်ယောက်ရှိရယ်ဒီလိုမျိုးအဝိုင်းဝိုင်းပြီးတော့မှ parcel game ဆော်ရတာပေါ့ဒီ game လေးရတယ်တော်တော်လေးပြောစရာကောင်းနေဗျဒီမှာဆိုလို့ရှိရင်သူကအောက်မှာသတင်းစာစက်ကူရှိရပေါ့နော်ပုံမှန်သတင်းစာ2ရွက်ကနေပြီးတော့မှသူကတပြေးပြေးချင်းကျင်းသွားတယ်ပေါ့နော်ကျင်းသွားပြီးတော့မှဒီလူ9ယောက်ဆိုရင်9ယောက်အဲ့ဒီသတင်းစာကျင်းသွားတဲ့သတင်းစာလေးပေါ်မှာဝိုင်းပြီးတော့မတက်ရရတဲ့ game လေးပေါ့ဒါကတော့ senior ကြီးတွေအားလုံး junior တွေဝိုင်းပြီးတော့မှကောင်းချီးပေးနေကြတာပေါ့နော်ဒါကတော့သူတို့ရဲ့ delay ပေါ့လေဒီလိုမျိုးဝိုင်းပြီးတော့ကောင်းချီးပေးကြတယ်ပြီးတော့ကျွန်တော်တို့ဒီ ECE ရဲ့ပြောရရင် signature sound ထင်နေရောနော်ကျွန်တော်တို့အထိုင်းလို့တိတ်ပြီးတော့မတက်တော့မသိဘူးကြည့်ရတော့ဒါ ECE ရဲ့ signature sound ဖြစ်မှာပေါ့နော်အဲ့ဒီတခြင်းနဲ့ကကြတယ်ပေါ့ကျွန်တော်တို့နှစ်တုန်းကလည်းဒီတခြင်းနဲ့ပဲကတာမှတ်ပြီးတည်ရကြစာပိုင်းမှာတော့ဒီလို senior တွေကနေပြီးတော့ပေးမှကတယ်တပြေးပြေးနဲ့မှဒီ junior တွေကိုလည်းတယောက်ပြီးတယောက်ဆွဲပြီးတော့ခေါ်ကြတယ်ရောက်တာလည်းပုံစံတိုင်းခေါ်ရင်းနဲ့မှဒီမှာဆိုရင်ဒီတခြင်းကိုဆိုတာလည်းလူကိုယ်တိုင်ဆိုတာပေါ့နော်ကိုယ်တိုင်ဆိုတယ်ဟိုဘက်မှာလည်းပုံနဲ့ကိုယ်တိုင်တီးပြီးတော့မှ DJ ကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဒီမှာဆိုရင်လည်း junior တွေကနေကြတယ်ပေါ့နော်အဲ့လိုမျိုး game လေးတွေဆော့အားလုံးပြောကြပါကြကကြပါတော့ junior တွေကတော့မုံနေလဲစားရတယ်ပေါ့ကျွန်တော်တို့ကတော့မပါပါဘူးအဲ့လိုမျိုးဆိုကြကကြပြီးတဲ့အခါမှာတော့အားလုံးအမတ်တရတက်ပုံတွေဆိုပြီးတော့ရိုက်ကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ ECE ပေါ့နော် Electrical and Computer Engineering Department ရဲ့ orientation နေ့ vlog လေးဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်